ကျမရင်ထဲကနေပြန်တက်လာတဲ့ခါးသီးလာတဲ့သွေးနှံကိုအောင်အီးသီးခံရင်ကုကျင်ရန်ရဲ့လက်ထဲကနေကိုယ့်လက်ကိုအတင်းယုံထွက်လိုက်ပါတယ်မိနစ်တိုင်းမှာကျမရဲ့ခန္ဓာကိုယ်ကပိုပြီးအားနည်းလာနေပါပြီသူ့ကိုရှင်းပြနေဖို့ဒါမှမဟုတ်ရန်ဖြစ်နေဖို့တောင်ကျမမှာအားအင်မရှိတော့ပါဘူးကျမလှည့်ထွက်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲကုကျင်ရန်ကကျမလက်ကိုထပ်ပြီးဆွဲထားပြန်ပါတယ်ဒီတစ်ခါတော့သူကကျမကိုအလျှော့ပေးတဲ့အနေနဲ့ပထမဆုံးအကြိမ်ဖိတ်ခေါ်စကားပြောလာခဲ့ပါတယ်ဒီညမီးထုံးပွဲတော်ရှိတယ်မင်းကလူစီကားတာဝါသနာပါတာပဲမဟုတ်လားတို့နဲ့အတူလိုက်ခဲ့ပါဒီတခါတော့မင်းအတွက်မီးအိမ်တစ်လုံးကိုငါကိုယ်တိုင်အရယူပေးပါမယ်ကျမအေးဆက်ဆက်နဲ့တစ်ချက်ရေးလိုက်ပြီးသူ့လက်ကိုအားနဲ့ပုတ်ထုတ်လိုက်ပါတယ်မလိုပါဘူးကျန်းချင်းရန်ရဲ့ကြပြာကိုဖိုးချပါတယ်ဆိုပြီးလူကြားထဲမှာထပ်ပြီးအဆက်ခွဲခံရမှာကိုကျမစိတ်မဝင်စားတော့လို့ပါကျမစကားကြောင့်ကုကျင်ရန်ရဲ့မျက်နှာတည်ငြိမ်သွားပြီးသူ့ရဲ့ခန့်ညားတဲ့မျက်နှာပေါ်မှာရှာရှာပါပါအဆက်ရတဲ့အရေးအယောင်တွေဖြတ်ပြေးသွားပါတယ်ကျမကျန်းမိသားစုတွေကိုစပြီးလက်ထပ်ဝင်ရောက်ခဲ့တုန်းကသူ့ရဲ့အနားမှာရှိနေခြင်းလို့ညီမျိုးစုံနဲ့စူးစမ်းခဲ့ပူးပါတယ်သူ့နောက်ကိုတကောက်ကောက်လိုက်တယ်သူ့ကိုကတ်ချွဲတယ်ပြီးတော့သူ့စီကနေကြပြာနဲ့စာပေတွေကိုတင်ပေးဖို့အမြဲတမ်းတောင်းဆိုခဲ့ပါတယ်။ကုကျင်ရန်ဟာဝေနိုင်ငံရဲ့အတော်ဆုံးပညာရှိတစ်ယောက်ဖြစ်ပြီးအရန်ကိုထက်မြက်ထူးချွန်သူပါ။ကျမတကယ်ပဲပညာသင်ချင်နေတာကိုမြင်တော့သူကတင်ပေးဖို့သဘောတူခဲ့ပါတယ်။သူ့ဘေးမှာစာသင်ကြားနေခဲ့ရတဲ့အဲ့ဒီအချိန်လေးဟာကျမဘဝမှာတစ်ခါမှမရရှိခဲ့ဘူးတဲ့တခုတည်းသောပျော်ရွှင်မှုအစစ်အမှန်လေးဖြစ်ခဲ့ဘူးပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမီးထုံးပွဲတော်ညတညမှာကျမဟာကြပြာတစ်ပုဒ်ကိုကိုယ်တိုင်ရေးဆက်ပြီးမီးအိမ်တစ်လုံးကိုအရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကျမညီမကျန်းချင်းရန်ကအဲ့ဒီမီးအိမ်ကိုလိုချင်ခဲ့တယ်။သူမဟာလူအများရှေ့မှာထရက်ပြီးကျမရေးတဲ့ကြပြာကိုသူမစီကဖိုးချထားတာပါလို့ဆွဆွဲခဲ့ပါတယ်။ကျမကိုလိန်လေသူလို့သမုတ်ပြီးတမျိုးတော်လုံးရဲ့နှောင်ပြောင်စရာဖြစ်အောင်လုပ်ခဲ့တာပါ။တကယ်တော့အဲ့ဒီကြပြာကိုကျမကိုယ်တိုင်ကုကျင်ရန်ရဲ့ရှေ့မှာတင်ရေးခဲ့တာပါ။ကျမသူ့ကိုတက်တေထွက်ပေးဖို့အားကိုးတကြီးတောင်းဆိုခဲ့ပေမဲ့သူကတော့အေးဆက်ဆက်နဲ့ပဲညီမနှစ်ယောက်ဒီလိုကိစ္စလေးနဲ့ရန်ဖြစ်နေတာကြည့်မကောင်းဘူးပြဿနာတွေအကျဲချဲ့မလုပ်ပါနဲ့တော့ချင်းရန်ကိုပဲအဲ့ဒီညီအိမ်ပေးလိုက်ပါလို့ပြောခဲ့ပါတယ်အဲ့ဒီနှစ်မှာပဲကျမညီမကစာပေပညာရှင်ဆိုတဲ့ဘွဲကိုရသွားပြီးကျမကတော့ဝေနိုင်ငံတစ်ခုလုံးမှာနှောင်ပြောင်ခံရတဲ့တောင်ရန်စားတောက်သူလိန်လေသူဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးကျမလူစီကားတဲ့နေရာတွေကိုမသွားကျင်တော့တာပါအခုတော့ကျမရဲ့ခန္ဓာကိုယ်ကထင်ထားတာထက်ပိုပြီးမြန်ဆန်ဆန်ပျက်စီးလာနေပါပြီခြေလမ်းအနှင်းငယ်လှမ်းလိုက်ရုံနဲ့မြင်ကွင်းတွေမှောင်တိကျသွားပြီးခြေထောက်တွေခွေကျသွားခဲ့ပါတယ်ကျမသတိလည်းမသွားခင်နောက်ဆုံးမြင်လိုက်ရတဲ့မြင်ကွင်းကတော့အငြင်းတန်းတည်ငြိမ်အေးဆေးလုံးနဲ့ကုကျင်ရန်တယောက်လုံးဝကိုစိတ်သက်တွေပြိုလဲသွားတဲ့ပုံစံပါပဲသူကျမကိုအတင်းပြေးဖမ်းရင်းကျမနာမည်ကိုအော်ခေါ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာစစ်စတန်ပြောတဲ့စကားကိုကျမနည်းနည်းတော့ယုံကြည်မိသွားပါတယ်ကုကျင်ရန်ကကျမကိုတကယ်ပဲချစ်နေခဲ့တာဖြစ်နိုင်ပါတယ်ဒါပေမဲ့သူချစ်နေရင်တော့ကျမကတော့ထွက်ခွာသွားခြင်းပါသေးတယ်သူ့ရဲ့အချစ်ဆိုတာကကျမကိုနာကျင်မှုတွေပဲပေးနိုင်ခဲ့တာလေကျမတကယ်လိုချင်တာကတော့